ရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်လှိုင်သာယာရွှေပိုင်းမြို့နယ်မှာတည်ထားကိုယ်ဝယ်တော်မူတဲ့မြို့ဦးစုတောင်းပြည့်အောင်မြေသာယာရွှေစရီတော်မြတ်ကြီးစိန်ဘူးတော်ငမနာတော်ထီးတော်တင်မင်္ဂလာအခမ်းအနားကိုမတ်လ23ရက်နေ့ဖြစ်တဲ့တပေါင်းလပြည့်နေ့မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြည့်စုံကိုရန်ကုန်သတင်းဌာနခွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။တပေါင်းလပြည့်နေ့မှာကျင်းပပြုလုပ်တဲ့မြို့ဦးစုတောင်းပြည့်အောင်မြေသာယာရွှေစရီတော်မြတ်ကြီးထီးတော်တင်လူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများရန်ကုန်တိုင်းဒေသကြီးစီပင်သာယာရေးဝန်ကြီးရန်ကုန်မြို့တော်ဝန်ဦးဘိုထေးလှိုင်သာယာအရှေ့ပိုင်းနဲ့အနောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဘောပကအဖွဲ့ဝင်များစေတနာရှင်အလှူရှင်ပြည်သူများဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။သာသနာ့ဗိမာန်တော်မှာကျင်းပပြုလုပ်တဲ့ပထမပိုင်းအစီအစဉ်မှာတော့ရန်ကုန်တိုင်းဒေသကြီးတန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးထံမှမဟာမင်္ဂလာမြတ်ဒါနအဝဝလှူဒန်းပူဇော်မှုအစုစုတို့အတွက်အနုမောဒနာတရားနာယူ၍ရေစက်သွန်းလောက်အမျှပေးဝေခဲ့ကြပါတယ်။ဒုတိယပိုင်းအစီအစဉ်မှာတော့အောင်မြေသာယာရွှေစရီတော်မြတ်ကြီးရဲ့ရင်ပြင်တော်ပေါ်မှာဆရာတော်တန်ဃာတော်များဦးဆောင်ပြီး9ရက်သားသမီးအလှူရှင်များဖြင့်မင်္ဂလာအချိန်9နာရီမှစတင်ကစိန်ဖူးတော်ငှက်မြနာတော်နှင့်ထီးတော်တို့ကိုမင်္ဂလာဝေါ်ရင်ဖြင့်ဇေဒီတော်မြတ်ကြီးအားလက်ရရင်လှဲ့လေပူဇော်ခဲ့ကြပြီးမင်္ဂလာယထာပြန်ပေါ်သို့ပင့်ဆောင်ကနသားရည်များပက်ဖြန်းပြီးဇေဒီတော်မြတ်ကြီးရဲ့အထွတ်သို့တင်လူပူဇော်ခဲ့ကြပါတယ်။အောင်ပွဲအထိမ်းမဲ့ဖြင့်ရတနာရွှေမိုးငွေမိုးများရွာသွန်းပြုပေးခဲ့ပါတယ်။ကျွန်တော်တို့ဒီနေ့တင်လူတဲ့အလူမင်္ဂလာပွဲကိုတော့တတ္တပပုံစင်းရဲ့ဇွန်းလုံးရဲ့ငှက်မြနာတော်ရဲ့စိန်မှုတော်ရဲ့စတ္တဖူးရဲ့အားလုံးတင်လူပူဇော်ခဲ့ပါတယ်။တိုင်းတန်ခါနာယကဥက္ကဋ္ဌဆရာတော်ကြီးကတက်ရောက်ပြီးတော့တိုင်းတန်ခါနာယကအကျိုးတော်ဆောင်ဆရာတော်ကြီးလည်းပါဝင်ပါတယ်။ရှေ့ပိုင်းမြို့နယ်တန်ခါနာယကအဖွဲ့အနောက်ပိုင်းမြို့နယ်တန်ခါနာယကအဖွဲ့ဝန်ဆောင်အဖွဲ့တွေနဲ့ဩဝါဒဆရာတော်တွေအားလုံး52ပါးကြွရောက်ပါတယ်။ကျွန်တော်တို့မြို့စတင်အကောင့်တွေပေါ်စဉ်ကစပြီးတော့မြို့ဦးစေတီတော်အနေနဲ့ညံတော်54ပေနဲ့စတင်တည်ဆောက်ခဲ့ပါတယ်။2018ခုနှစ်မှာထီးတော်ကြီးကလေပြင်းတိုက်ခိုက်မှုကြောင့်မြေခခဲ့ရပါတယ်။ဒီညံတော်54ပေစေတီတော်ကနေနောက်ထပ်ပြန်လည်တည်ဆောက်ဖို့အတွက်ဆရာတော်ကြီးများရဲ့ဩဝါဒအရ108ပေစတင်တည်ဆောက်ပါတယ်2024တည်င်းကျွလပြည့်ကျော်9ရက်နေ့မှာဌာပနာပိတ်ပွဲကိုပထမဦးစွာကျင်းပနိုင်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့တပေါင်းလပြည့်2025ခုနှစ်မတ်လ23ရက်နေ့စိန်မှုတော်ငှက်မြတ်တော်နဲ့ထီးတော်ကြီးကိုတင်လူပူဇော်နိုင်ပြီဖြစ်ပါတယ်တည်ဆောက်ခဲ့တဲ့ဇေဒီတော်ကြီးညံတော်က108ပေဖြစ်ပါတယ်အဲ့ဒီဇေဒီတော်ကြီးနဲ့အတူတောက်ဇေဒီ4စုမဟုတ်ဇေဒီ4စုနဲ့အရန်ဇေဒီ60နဲ့ကျိတ်ကျိတ်စု28စုနဲ့ဂျိုဒန်ရ12ခုနဲ့ရေမြင့်တော်အာယုံကန်တစ်စောင်းအားလုံးပြည့်ပြည့်စုံစုံပြုပြင်တည်ဆောက်နိုင်ခဲ့ပါတယ်အရှိဘက်အာယုံကန်တစ်စောင်းရတော့အခုညီမဆွေမိုဘိုင်းကုမ္ပဏီမိသားစုကနေပြီးတော့တူဦးတီလူရှင်ဖြစ်ပါတယ်စိန်မှုတော်ငှက်မြတ်တော်နဲ့ထီးတော်ကတော့9ရက်သားသမီးများအားလုံးစုပေါင်းပြီးတော့စေတနာရှင်လူရှင်ပြည်သူတွေအားလုံးကဝမ်းမန္တတာလှူဒန်းကြတာပဲဖြစ်ပါတယ်ဒီနေ့လူပွဲကြီးကလည်းအောင်မြင်မြင်နဲ့စီစီကားနဲ့အားလုံးကြွရောက်ပြီးတော့ရှင်းပြကြတွေ့ရတဲ့အတွက်အထူးပဲဝမ်းမြောက်ကုန်ယူမိပါတယ်ရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာတည်ထားကိုးကွယ်ထားတဲ့မြို့ဦးစုတောင်းပြည့်အောင်မြေသာယာရွှေစရီတော်မြတ်ကြီးကို1994ခုနှစ်မှာစတင်တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။